ဆိုင်ကယ်ကြောင်းတော့နားမလည်ဘူးပေါ့ကွာ ဟုတ်ကဲ့ ဒါပေမဲ့ဦးလေးသာဆိုင်ကယ်လိုရင်းပူဇာလို့အဲ့ဆိုင်ကယ်လေးဝယ်ပေးဖို့ပေါ့ကွာဟိုသူပြောတော့ဒီဆိုင်ကယ်က17သိန်းနဲ့ဟုတ်တာ ဟုတ်တယ်ဦးလေး17သိန်းကျွန်တော်အမှန်ဆိုရောင်းချင်တာတော့မဟုတ်ဘူး မရောင်းချင်လို့မရဘူးရောင်းနေပြီဦးလေး17သိန်းတန်နဲ့ဒီသွေးမွေးနဲ့17သိန်းတော့ အေးပါကွာဟိုတူကြီးတို့17သိန်းဆိုလဲ17သိန်းပေါ့ဦးလေးသာပူဇာနေတော့ခလေးအတွက်ဝယ်ပေးခြင်းလို့ပါ ဝယ်ပေးလိုက်မိုက်တယ်ဟိုကလေအင်ဂျင်တန်လေးဆိုလဲတော်တော်ညံ့တယ်ဒီကာဘာဒီဘာဒီကရုပ်ပိုင်းဆိုင်ရာအဲ့လောက်မလိုပါဘူးအဓိကဆိုင်ကယ်မှာအင်ဂျင်ပဲအင်ဂျင်ကောင်းပြီဆိုမိုက်ပြီ မင်းတို့နားလေငါသားလေးစိတ်ချလိုက်ပြီးတော့ပေါ့ကွာဒါလေးပြောပါ ကျွန်တော်လည်းစီးနေရဆိုတော့လေဖြစ်နိုင်ရင်ကျွန်တော်မရောင်းချင်ဘူးပါဒီကောင်ကရောင်းလိုက်ပါဆို မ လို့ လို့မလို့မရှောင်ပေးရှင် ကဲပါတွေးတော့ဟာရှီဝေးစကားကြီးပြောမနေပါနဲ့ဟုတ်အဲ့17သိန်းကိုဦးလေးယူလိုက်ပါမယ်17သိန်းကိုယူမယ် အဲ့ဆိုလည်းပြီးရောဦးလေးယူမယ်ဆိုလည်းယူလိုက်နော်ကျွန်တော်ကဒါကျွန်တော်မှပဲပြင်မှာပဲရှာပြီးတော့တစည်းရှာလိုက်တော့မယ် အေးပါပါ ဦးလေးကိုတနာလို့ရောင်းတာနော်ဦးလေးသားလေးတော့ ပါဒီလိုပါဟာတော်ကြီးဟာမင်းဟောရှာလာကွာ3ရက်တည်းဘာလို့ခရမမင်းတွေ့တဲ့တဲ့ဆိုင်တာဘာလို့မလဲဆိုင်ငယ်ငါသားပူဆောင်လို့လေ17သိန်းနဲ့အဲ့ငါဝယ်လိုက်မလို့လေဒီမှာစကားပြောပြီးသွားပြီ ဒီဘဲကို17သိန်း အဲ့လေ ဟိုဦးရွှေပြောရဲဒီအရင်သွေးဒီကာလာ17သိန်းခါလာမှမဟုတ်တဲ့ကိစ္စကြီးကိုဟေးပြောမင်းတို့17သိန်းကများပါတယ်ကွာ သူကမင်းနဲ့မဆိုင်သွားရအောင်ငါတို့အလုပ်လုပ်နေရ မလုံးလုံးနေရနော် ဘလို့လို့ နေရမဟုတ် ဒီကဆိုင်ငယ်လိုချင်တာမလား အေးလေကွာ နော်အဲ့ထက်လည်းလမ်းရမယ်အဲ့ထက်လည်းမိုက်ရမယ်6သိန်း9သိန်းလောက်နဲ့ရမယ်ဟုတ်ဒီအထားရှိတယ်အဲ့ဘိန်းလေးယူလိုက်အဲ့ဘိန်းလေးရေးလည်းမိုက်တယ် စောကြီးကမင်းရှာနေတာကဲတူကြီးတို့စိတ်မရှိနဲ့ကွာနော်ဟိုဦးတောင်းမှမှာလေဒါငါလူရင်ကွာနော် ဟုတ်စေးပြောပြီ ဒီမှာကွာ ဈေးပြောတာတော့မင်းတို့က17သိန်းတန်မှမတန်တာလာတော့လိုက်ခဲ့လားတော့အဲ့ကိုခေါ်ပြီးမယ် ဟောပါလဲကွာ ကဲခေါ်လိုက်မယ်တကယ်ကြီးတို့ အေးအမနာနဲ့